ထိုင်းစကားတင်ကျင်တယ်ထိုင်းစကားတက်ချင်တယ်ဒါပေမဲ့ဘယ်ကနေစတင်ရမလဲဘယ်ကနေစလောက်ရမလဲမသိဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြည့်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောပြပေးထားတယ်ပေါ့နော်တကယ်ထိုင်းစကားတက်ချင်တယ်ဆိုလို့ရှိရင်အဓိကစပြင်ရမှာကျွန်တော်တို့ရဲ့စိတ်နော်ကျွန်တော်တို့ရဲ့စိတ်ထဲမှာတခုခုလုံးမယ်ဆိုလို့ရှိရင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုအရင်ဆုံးငွေးလိုက်နော်ကျွန်တော်တို့ဘယ်ကနေစလေးလာမလဲလို့ထပ်ပြီးလို့မေးလို့ရှိရင်ကျွန်တော်ပြောပြလိုက်ရင်ဘယ်ကနေစလေးလာမလဲဆိုရင်ကိုယ်ဘယ်နေရာမှာခုလုံးနေလဲတချို့တွေစားသောက်ဆိုင်မှာလုပ်တယ်တချို့တွေဆိုရုပ်ရှင်အလုံးယုံနေကုမ္ပဏီတွေမှာလုပ်တယ်အဲ့ရောက်တဲ့နေရာနေစပြီးလေးလာတနေ့တစ်လုံးပဲရနှလုံးပဲရအဲ့ရတဲ့စကလုံးတိုင်းကိုပြန်ပြီးတော့ပြောပြန်ပြီးတော့အတုံးချပြီးလို့ရှိရင်ကိုဘာမသိဘူးလေဒါမှမဟုတ်ဘာပြောချင်လဲအဲ့ပြောချင်တဲ့စကားကိုသိတဲ့သူတွေစီကနေမေးသူတို့ပြောချင်မပြောချင်ပေါ့ဗျာတခါတည်းကိုကမတက်တဲ့သူသူတို့ကတက်တဲ့သူဆိုရင်သူတို့ကိုနှိမ်ရင်လည်းနှိမ်လိမ့်မယ်ဒါမှမဟုတ်ရင်ကိုမတင်ပေးချင်တာတွေလည်းရှိလိမ့်မယ်ဒါပေမဲ့ကိုကမေးရအောင်မေးနော်ကိုဘယ်လိုမျိုးပြောချင်လဲဟာဈေးသွားဘယ်လိုမျိုးပြောရမှာလဲဒါမှမဟုတ်ဘန်သွားဘယ်လိုမျိုးပြောရမှာလဲသူတို့မပြောခိုင်းနဲ့သူတို့ပြောခိုင်းသူပြေအကူတို့အမတို့ပေါ့နော်ဒါမှမဟုတ်ဦးတော်တော်တို့ကျွန်တော်တို့ကြီးရတယ်လည်းရှိမယ်ငယ်လည်းရှိမယ်နော်ကျွန်တော်ဒီလိုပဲပြောလိုက်မယ်သူတို့ကိုတော့ပြောခိုင်းရင်ကိုမတက်ဘူးနော်ကိုတက်ချင်တယ်ဆိုကိုတိုင်ပြောသူတို့ကိုမေးဘယ်လိုပြောရမှာလဲအခုဆိုဈေးသွားမယ်ဈေးသွားတော့ဘယ်လိုခေါ်လဲပေါ့နော်ဈေးသွားတော့ပိုင်တလားဟုတ်တယ်မလားသူတို့ပြောကိုမှတ်ထားလိုက်တယ်ကိုကအဲ့ဒီစကလုံးပြန်ပြီးအတုံးချဈေးဝယ်ဆိုစစ်ခေါင်ကိုကအဲ့ဒီစကလုံးလေးမှတ်တာမှတ်ပြီးရင်ဈေးရရောက်ရင်တယောက်ကိုမေးလို့ရှိရင်ဘယ်တော့ဖို့လဲဈေးသွားဝယ်ဖို့ပိုင်စစ်ခေါင်ကိုကလိုမျိုးပြောအဲ့လိုမျိုးအတုံးချရင်နဲ့သူကစကလုံးတွေကိုတနေ့နည်းစုရင်နဲ့တဖြည်းဖြည်းနဲ့သိရမလားစုပါများတော့ဗာဖြစ်လာတယ်များလာတယ်ပို့ပြီးတော့ရလာတယ်အဲ့လိုမျိုးလေးကိုကမေးလိုက်တုံးလိုက်ပြီးလို့ရှိရင်ထိုင်းနေတဲ့စကားပြောနော်ကိုတက်တာမတက်တာကိုအကြောက်စရာမလိုဘူးနော်ကိုတစ်လုံးတက်ရင်တစ်လုံးပေါ့ဗျာအခုကိုပစ္စည်းလာပေးတယ်ဒါမှမဟုတ်ရင်မှုတ်ပေးတယ်ကွက်သူ့ပြန်ပြောလိုက်တယ်ဗာပြန်ပြောမလဲဂျေစုတင်တယ်ခေါကွန်ခပ်ဒါမှမဟုတ်ခေါကွန်ခါကိုပြောလိုက်တယ်ပေါ့ဒီစကလုံးလေးတွေကလည်းမထင်းနဲ့နော်လွယ်တယ်ဆိုပေမဲ့အဲ့စကလုံးကဒါမှန်တာပြောမလို့ထိုင်းမှာအသုံးဝင်ဆုံးပဲကိုပစ္စည်းတစ်ခုလာပေးတယ်ဆိုရင်ကျေးဇူးတင်တယ်လို့ပြောလိုက်နော်ထိုင်းမှာမဟုတ်ဘူးလူမျိုးမျိုးဘာသာမျိုးအကုန်လုံးသဘောကျတယ်ဟုတ်တယ်နော်ယောက်ျားလေးဆိုရင်ခေါကွန်ခပ်ဒါမှမဟုတ်မိန်းကလေးဆိုခေါကွန်ခါအဲ့လိုပြောလိုက်နော်ဒါနောက်တစ်လုံးရှိတယ်သုံးဝင်တာရှိတယ်နော်တခုခုပြဿနာဖြစ်တယ်ဆိုရင်ကျင်းတီပေါ့အဲ့စကလုံးတော့ဘာစကလုံးလဲတောင်းမှန်တဲ့စကလုံးနော်ခေါထနာခပ်ခေါထနာခါဒါမှခေါ်တော့တီခါအဲ့လိုမျိုးတော့အဲ့ဒါအိမ်နှလုံးကတော်တော်သုံးဝင်နေထားရမှာနော်ကျွန်တော်တို့စားလေးလာတော့လည်းဒီလိုပဲအခြေခံစကားလုံးတွေကနေပဲစားလေးလာတယ်သုံးတယ်လေးလာတယ်သုံးတယ်ပြီးလို့ရှိရင်ထိုင်းနေတဲ့စကားပြောတယ်နောက်တစ်ခုပါလဲရုပ်ရှင်ကြည့်နော်ရုပ်ရှင်ကိုပထမကျွန်တော်စာတန်းထိုးတွေနဲ့ကြည့်မယ်ပြီးရင်လိုက်မှတ်မယ်နော်ကိုကဒီစကားလုံးလေးတွေကိုပြန်ပြီးတော့မှတ်မယ်ပြီးရင်ပြန်ပြီးတော့သုံးမယ်တကယ်လို့ကိုအဲ့ထက် level မြင့်လာဘာလုပ်မလဲစာတန်းထိုးတွေမကြည့်နဲ့နော်ထိုင်းသီးသန့်ကိုကြည့်ဟုတ်ပြီလားထိုင်းကျွန်တော်တို့ပြောမလို့ရင်ပြောမလို့ဗီဒီယိုကလစ်အတူလေးရှိရ9မိနစ်6မိနစ်လို့ YouTube မှာလည်းရှိတယ် Facebook မှာလည်းရှိတယ် TikTok မှာလည်းရှိတယ်အဲ့ဒါလေးတွေကိုကိုက follow လုပ်တာပြီးရင်အများတန်းကြည့်နေဟုတ်ပြီနော်ပြီးရင်အများတန်းနားထောင်နေပြီးရင်သချင်းတွေနားထောင်ဒါဆိုလို့ရှိရင်သူကဘာဖြစ်လာဆိုကျွန်တော်တို့အုံနောက်ကအလိုနေရင်းနဲ့အဲ့ဒီပြောမလို့ဘာသာစကားတစ်ခုကိုနားရင်လာတယ်နော်နားရင်လာလို့ရင်သူကသူအုံနောက်ကအလိုနေမှတ်ပေးသွားတယ်ကျွန်တော်တို့ငငယ်ကစပိန်စီးတတ်တယ်ဆိုင်ငယ်စီးတတ်တဲ့လူတယောက်ကဘယ်လောက်ပဲကြာသွား3နှစ်ပဲကြာ4နှစ်ပဲကြာ5နှစ်ပဲကြာပြန်ပြီးစီရင်မစီးတတ်ဘူးလားစီးတတ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့မသိစေရနဲ့သူ့အလိုနေမှတ်ပေးထားလို့ဒါမျိုးလေးတွေပဲကျွန်တော်ဘာစကားတစ်ခုလေးလာတဲ့ခါမျိုးကြာတယ်အဲ့လိုပဲအမြဲတမ်းကိုပါသိရမလားတစ်နေ့တစ်လုံးရလဲတစ်လုံးလေးလာမယ်နှလုံးရတယ်နှလုံးလေးလာမယ်ဒီလိုမျိုးလေးလာခြင်းအားဖြင့်ကျွန်တော်တို့ရဲ့အုံနောက်ကနေတော့ကျွန်တော်တို့လေးလာတဲ့စကားလုံးတွေကိုသူကမှတ်ပေးထားတယ်နော်အချိန်တန်ပြန်သုံးတဲ့ခါမျိုးကြာရင်ဒုက္ခစဉ်းစားကြမလို့ဘူးသူကသူပြောပြသွားတယ်ပြောထွက်သွားတယ်ပေါ့နော်ဒါကထိုင်းစကားမှာအဓိကထိုင်းစကားလေးလာပြီးတော့အဓိကအသုံးဝင်တဲ့အချက်တွေပေါ့နော်အဲ့လိုမှမဟုတ်ဘဲငါထိုင်းစကားလေးလာမယ်လူကလေးလာခြင်းတယ်ဒါပေမဲ့ရီမန်းချက်မရှိဘူးသိရမလားငါတက်အောင်လေးလာမယ်ဒါမှမဟုတ်ရင်ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ရီမန်းချက်မရှိဘူးဆိုရင်ဘယ်လောက်ပဲလေးလာအဲ့ကိုလိုချင်တဲ့နေရာကိုရောက်မှာမဟုတ်ဘူးအဲ့လိုကြီးတက်မှာမဟုတ်ဘူးကိုကစပြီးလေးလာမယ်ဆိုတော့စိတ်ဆုံးဖြတ်လိုက်ငါတက်အောင်လေးလာမယ်လို့ဆုံးဖြတ်လိုက်အဲ့ဒါဆိုရင်တက်မယ်ဟုတ်ပြီနော်ပြီးရင်အများတန်းလုပ်မယ်အများတန်းလေးလာမယ်လုံးဝသိရမလားငါဘယ်နေ့တက်မှာလဲဆိုတော့မမေးနဲ့အများတန်းလေးလာနေနော်တစ်ချိန်ညရင်တိသွားလိမ့်မယ်ငါတကယ်တက်သွားပြီဆိုတာကိုကိုတိသွားလိမ့်မယ်နော်ဒါကတော့ကျွန်တော်အကြံပေးချင်တာလေးပေါ့နော်ကျွန်တော်လည်းဒီလမ်းတွေကိုဒီလိုပဲလျှောက်လာခဲ့တာကျွန်တော်ဆုံးဖြတ်ထားတဲ့အရာတွေကကျွန်တော်ဒီအလုပ်ကိုလုပ်မယ်ဆိုရင်ပြီးမြောက်အောင်လုပ်တယ်
ကျွန်တော်တနေ့ပဲနိုင်ဒါမှမဟုတ်ရင်ဟိုတနေ့ကိုတစ်လုံးပဲနိုင်တယ်နှလုံးပဲနိုင်တယ်ကျွန်တော်ရသမျှလေးလာတယ်လူတယောက်စကားတစ်ခုပြောလိုက်ကျွန်တော်မကြားဘူးတဲ့စကားလုံးဆိုတစ်ခါတည်းမှတ်လိုက်တယ်တစ်ခါတည်းအလို့ကျလိုက်တယ်ပြီးလို့ရှိရင်အဲ့စကားလုံးအသုံးချခွင့်ရပြီလားရပြီဆိုရင်ကျွန်တော်ပြန်ပြီးအသုံးချတယ်ဒီကလေးမေ့သွားစကလုံးလေးဆိုလဲထက်ကပြန်ပြီးလေးလာဒီလိုနဲ့ပဲနောက်ဆုံးမှကျွန်တော်တက်သွားတယ်ပေါ့နော်ဒါကကျွန်တော်အခုတွေ့နေတယ်နော်တချို့တွေဆိုကျွန်တော်မေးကျွန်တော်ထိုင်းစကားတက်ချင်တယ်ကျွန်တော်ဘယ်ရန်လေးလာမယ်ဘယ်လိုလေးလာမလဲဆိုရင်ကျွန်တော်လည်းဒီလိုမျိုးပဲအကြံပေးတယ်ပေါ့နော်ဒီအကြံအကောင်းဆုံးပဲလူများတွေမေးနေဒီလိုပဲပြောလိုက်မယ်ထိုင်းမှာနေတဲ့သူတွေတော့ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ထိုင်းစကားကိုလေးလာကြပါထိုင်းစကားလေးလာပါထိုင်းစာလေးလာပါတကယ်ထိုင်းစာပါလေးလာနိုင်တော့ပိုကောင်းတာပေါ့နော်ဘယ်နေရာသွားပါပဲလို့ကိုချီကိုလည်းကိုလုံးလို့ရတယ်ဟိုနေရာပဲဖြစ်အလုပ်ခွင်မှာလှုပ်တဲ့ခါပြကိုကလူတခြားလူတွေပို့ပြီးတော့ပေါ့နော်ခြေတလန်းတာတယ်ပေါ့နော်အဲကြောင့်ထိုင်းစကားကိုလေးလာကြပါလို့ကြံပေးချင်ပါတယ်ဒီနေ့ဗီဒီယိုကလစ်လေးကအကျိုးရှိမယ်ဆိုရင်like and share လေးလုပ်ပေးပါပေါ့နော်ဒါလေးကိုလည်းကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာ